ဒီတစ်ခေါက်မှာတော့ယုံကဲ့သို့သောသူရဲကောင်းမဟုတ်ပါဆိုတဲ့စာပေကောင်းစဉ်လေးနဲ့ဖတ်ပြချင်ပါတယ်။တခါတော့ကအောင်ကြီးဆိုတဲ့လူငယ်တစ်ယောက်ရှိတယ်။အောင်ကြီးဟာပတ်ဝန်းကျင်မှာလူအေးလေးလို့နာမည်ကြီးပါတယ်။သူဟာဘသူ့ကိုမှစိတ်နှောက်ယှက်မပေးဘူးပြိုင်ဆိုင်မှုတွေကိုရှောင်တယ်အမြဲတမ်းဘေးကင်းရမှာပဲနေတယ်။သူကထင်တာကငါဟာလူကောင်းတစ်ယောက်မို့လို့ဘသူ့ကိုမှဘာအန္တရာယ်မှမပြုတာလို့ပါ။ဒါပေမဲ့တကယ်တမ်းခက်ခဲတဲ့အခြေအနေတွေကြုံလာတဲ့အခါဥပမာအလုပ်ထဲမှာမတရားအနိုင်ကျင့်ခံရတာမိသားစုအတွက်ရှေ့ကမမတ်ရက်တီပေးရမှာမျိုးမှာသူဟာဘာမှမလုပ်နိုင်ပဲကြောက်ရွံ့နေခဲ့တယ်သူ့ရဲ့ကောင်းခြင်းဟာတကယ်တော့ကြောက်ရွံ့ခြင်းတသက်တာဖြစ်နေပါတယ်။တနေ့မှာဆရာကြီးတယောက်ကအောင်ကြီးကိုမေးလိုက်တယ်။အောင်ကြီးမင်းကဘာလို့အမြဲတမ်းယဉ်ကျေးနေတာလဲ။အောင်ကြီးကကျွန်တော်ကဘသူ့ကိုမှမထိခိုက်စေချင်လို့ပါဆရာလို့ဖြေတယ်ဆရာကြီးကပြုံးပြီးမင်းမှာတစ်ဖက်လူကိုထိခိုက်စေနိုင်တဲ့ခွန်အားမှမရှိတာမင်းကထိခိုက်အောင်မလုပ်တာမဟုတ်ဘူးမလုပ်နိုင်တာအဲ့ဒါဟာလူကောင်းဖြစ်တာမဟုတ်ဘူးပြောညံ့တာပဲယုံတကောင်ဟာအန္တရာယ်မပြုနိုင်လို့သူ့ကိုလူကောင်းလို့မခေါ်ဘူးယုံလို့ပဲခေါ်ခံရတာပါမင်းဟာအန္တရာယ်ရှိတဲ့သူ dangerous person ဖြစ်အောင်အရင်လုပ်ရမယ်အန္တရာယ်ရှိတယ်ဆိုတာလူတက်ဖို့ပြောတာမဟုတ်ဘူးမင်းမှာပြတ်သားတဲ့စိတ်သက်ရှိရမယ်ကြန့်ခိုင်တဲ့ခန္ဓာကိုယ်ရှိရမယ်ထက်မြက်တဲ့စကားပြောစွမ်းရည်ရှိရမယ်မင်းကိုကြည့်လိုက်တာနဲ့ဒီလူဟာမလွယ်ဘူးလို့တစ်ဖက်လူကခံစားရလောက်တဲ့အထိစွမ်းအားရှိရမယ်။အဲ့ဒီလိုစွမ်းအားတွေရှိလာပြီးမှမင်းကအဲ့ဒီစွမ်းအားကိုမသုံးဘဲထိန်းချုပ်ထားနိုင်ရင်အဲ့ဒါမှတကယ်လူကြီးလူကောင်းဂျန်လိုမန်ဖြစ်တာပဲ။အောင်ကြီးဟာအဲ့ဒီနေ့ကစပြီးသူ့ကိုယ်သူအစင်းမြင့်တင်มาတော့တယ်။သူဟာကိုကာကွယ်တဲ့ပညာသင်တယ်စာဖတ်တယ်စကားပြောလေ့ကျင့်တယ်သူ့ရဲ့မျက်လုံးတွေကအရင်လိုကြောက်ရွံ့မနေတော့ပဲယုံကြည်မှုတွေပြည့်လာတယ်။တနေ့မှာသူ့လို့ဖို့ကင်ဖက်တယောက်မတရားအနိုင်ကျင့်ခံရတာကိုမြင်တဲ့အခါအောင်ကြီးဟာအရင်လိုကောင်းကောင်းမနေတော့ပဲပြက်ပြက်သားသားဝင်ရောက်တားဆီးခဲ့တယ်အားလုံးကအောင်ကြီးရဲ့ပြောင်းလဲသွားတဲ့ဩဇာကိုကြည်ပြီးအံ့ဩသွားကြတယ်သူဟာအန္တရာယ်ရှိတဲ့စွမ်းအားရှိသူဖြစ်လာပေမဲ့အဲ့ဒီစွမ်းအားကိုတရားမျှတမှုအတွက်ပဲသုံးဆွဲသူဖြစ်သွားပါတော့တယ်တင်ဟာတော်တဲ့သူဖြစ်ရင်အန္တရာယ်ရှိတဲ့သူဩဇာရှိသူဖြစ်လာမှာပဲအဲ့ဒီစွမ်းအားကတင့်ကိုလောကကြီးမှာရှင်သန်နိုင်စွမ်းပေးတယ်တင့်အတွင်းထဲမှာရှိတဲ့ဘီလူဒေါသခွန်အားပြတ်သားမှုကိုတတ်မပစ်ပါနဲ့အဲ့ဒါကိုစနစ်တကျထိန်းချောင်းပြီးအကျိုးရှိအောင်သုံးတတ်ပါစေတကယ်သူတော်ကောင်းဆိုတာအန္တရာယ်ပြုနိုင်စွမ်းရှိပါလျက်နဲ့မပြုဘဲငြိမ်းချမ်းစွာနေထိုင်သူကိုသာဆိုလိုတာဖြစ်ပါတယ်အန္တရာယ်ရှိတဲ့သူဖြစ်ပါစေဒါပေမဲ့တင့်ရဲ့ဓာတ်ကိုအမြဲတမ်းဓာတ်အိမ်ထဲမှာပဲထည့်ထားပါဒီစာပေကလူငယ်တွေကိုကိုတိဆောက်ဖို့နဲ့ယုံကြည်မှုရှိဖို့အတွက်အားစိတ်တစ်ခွက်ဖြစ်စေမှာပါကျွန်တော်တို့ရဲ့ Movie Box Channel လေးကို Subscribe မလုပ်ရသေးဘူးဆိုရင် Subscribe လုပ်ပေးခဲ့ပါဦးနောက်ဗီဒီယိုလေးတွေမှာပြန်ဆုံကြမယ်နော်